ညနေရတဲ့မိဘပြည်သူတို့ခင်ဗျာကျွန်တော်ကတော့ဒေတာဆန်းဖြစ်ပါတယ်အဲ့တော့ခုဆိုရင်ကျွန်တော်တို့ရပ်ပေါင်း90နီးပါး3လနီးပါးကကျွန်တော်တို့ပြည်သူတို့တရက်လုံးကဒီအကျန်းဖက်အာဏာသိမ်းစစ်အုပ်စုကိုလုံးဝလက်မခံဘူးကျွန်တော်တို့စန့်ကျင်တယ်အာဏာသိမ်းမှုကိုစန့်ကျင်တယ်ဆိုတော့ကျွန်တော်တို့နီလန်းပေါင်းစုံနဲ့ဖော်ထုတ်ပြသနေပြီဖြစ်ပါတယ်ကျွန်တော်တို့လမ်းမထက်ကလူလူတပိတ်လှုပ်ရှားမှုတွေကျွန်တော်တို့စန္ဒပြပွဲတွေ CDM လှုပ်ရှားမှုတွေကလည်းအရှင်အဟုန်ကောင်းကောင်းနဲ့ကျွန်တော်တို့ဆက်လက်ပြီးတည်ရှိနေတာဖြစ်ပါတယ်ဒီနေ့အချိန်မှာကျွန်တော်တို့ဒီထွေတပိတ်များပေါင်းဆက်ညီနိုင်အင်အားစုဒီတနိုင်ငံလုံးမှာရှိတဲ့တပိတ်အင်အားစုရဲဘော်တွေအနေနဲ့လက်ရှိအချိန်မှာကျွန်တော်တို့ရဲ့ဒီအာဏာရှင်စန့်ကျင်ရေးအရေးတော်ပုံကြီးမှာနော်စွဲကင်ရမယ့်နီလန်ဗျူဟာတစ်ခုကိုကျွန်တော်တို့ဖော်ထုတ်စဉ်းစားထားတာရှိပါတယ်ဒါကတော့ဗာလဲဆိုကျွန်တော်တို့ခေါ်ဘူးတပိတ်လှုပ်ရှားမှုဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုကျွန်တော်တို့လူထုရဲ့အစိုးရအဖြစ်လုံးဝအတိမတ်မပြုတ်ဘူးဆိုတာအင်မတန်ထင်ရှားပြီးလိုက်ပါတယ်ဒါကြောင့်ဒီစစ်ကောင်စီကိုကျွန်တော်တို့လူထုကအတိမတ်မပြုတ်ဘူးလက်မခံဘူးတစ်ချိန်တည်းမှာပဲကျွန်တော်တို့ပြည်သူလူထုရဲ့နော်ချွေးနေစာဖြစ်တဲ့ကျွန်တော်တို့ရဲ့ငွေကြေးဗျာတစ်ချက်မှဒီစစ်ကောင်စီစီရောက်เสียအကြောင်းမရှိဘူးကျွန်တော်တို့ဘယ်အခွန်အခမှာကျွန်တော်တို့စစ်ကောင်စီကိုကျွန်တော်တို့မထမ်းဆောင်ဘူးမပေးဆောင်ဘူးစသဖြင့်ကျွန်တော်တို့ဒီအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုလုံးဝမရှိဘူးဆိုတဲ့နော်အကြောင်းတွေကိုကျွန်တော်တို့ထင်ဟပ်ဖော်ထုတ်မယ်ကျွန်တော်တို့ဘူးတပိတ်လှုပ်ရှားမှုဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့လူထုအနေနဲ့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုံးဝမဆောင်ရွက်ဘူးစစ်ကောင်စီကိုအစိုးရအဖြစ်လက်မခံဘူးတိမတ်မပြုဘူးအချိန်ထဲမှာပဲကျွန်တော်တို့ဒီစစ်ကောင်စီကဆောင်ရွက်နေတဲ့ကျွန်တော်တို့မတရားတဲ့နော်မမျှတတဲ့အမိတ်အာဏာညွှန်ကြားချက်တွေကိုဘယ်တစ်ခုမှကျွန်တော်တို့လုံးဝမလိုက်နာဘူးကျွန်တော်တို့အားလုံးကိုကျွန်တော်တို့မနာခံဘူးဆိုတဲ့ဘူးတပိတ်လှုပ်ရှားမှုဖြစ်ပါတယ်။နောက်ကျွန်တော်စစ်ကောင်စီကဆောင်ရွက်နေတဲ့ကျွန်တော်တို့အခုကြောင်းနေဟလာဖွင့်နေဆိုရင်ကျွန်တော်တို့လုံးဝမတက်ဘူးဒါတွေအားလုံးကိုကျွန်တော်တို့အတိမတ်မပြုတ်ဘူးဆိုတဲ့ဒါဘူးတပိတ်လှုပ်ရှားမှုဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘူးတပိတ်လှုပ်ရှားမှုတွေဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းမှာရှေ့တိတ်သမိုင်းမှာလည်းရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့1923 24ခုနှစ်တွေမှာကျွန်တော်တို့ကိုလိုနီခေတ်မြန်မာနိုင်ငံမှာလည်းပဲကျွန်တော်တို့ဒီ GCBA ခေါင်းဆောင်တွေကနေပြီးတော့ဒီအဲ့တုန်းကကိုလိုနီအင်္ဂလိပ်အစိုးရကိုအတိမတ်မပြုဘူးလက်မခံဘူးအခွန်တော်မထမ်းဆောင်ဘူးဆိုတဲ့ဘူးအသိလှုပ်ရှားမှုတွေဆိုပေါ်ခဲ့ဘူးပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့အခုချိန်မှာလည်းပဲဒီအကြမ်းဖက်စစ်ကောင်စီကိုကျွန်တော်တို့အစိုးရတရက်အဖြစ်အတိမတ်မပြုဘူးလက်မခံဘူးဆိုတဲ့ဘူးတပိတ်လှုပ်ရှားမှုတွေကိုကျွန်တော်တို့အသွင်ပုံစံနီလန်းမျိုးစုံနဲ့ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီအချိန်မှာပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေကတော့ဒီအာဏာသိမ်းမှုစတင်ကြတဲ့ကကျွန်တော်တို့ဒီကျန်းမာရေးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေစသဖြင့်ဒီဝန်ထမ်းတွေကတော့ရုံးမတက်ဘူးဆိုတဲ့ကျွန်တော်တို့ CDM Civil Disobedience Movement လှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်ဒါဒီလည်းပဲဒါဒီဘူးတပိတ်လို့ကျွန်တော်တို့မြန်မာစံကျွန်တော်ယူဆလို့ရပါတယ် CDM ဆိုတာလည်းပဲဒီနေရာမှာကျွန်တော်တချို့ပြည်သူတွေက CDM လို့ပြောရင်နိုင်ငံဝန်ထမ်းတွေနဲ့ပဲဆိုင်တယ်ကျွန်တော်တို့တာမန်ပြည်သူတွေနဲ့မဆိုင်ဘူးလို့ထင်တတ်ကြပါတယ်တကယ်တမ်းကတော့မဟုတ်ပါဘူးဒီအကြမ်းဖက်စစ်ကောင်စီကိုအစိုးရတရက်အဖြစ်အသိမပြုဘူးလက်မခံဘူးဆိုတဲ့နော်လူထုရဲ့လှုပ်ရှားမှုမှန်သမျှဒီအာဏာဖီဆန်တဲ့လှုပ်ရှားမှုမှန်သမျှဒီဒါ CDM လှုပ်ရှားမှုလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဒါကြောင့် CDM လို့ပြောရင်ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေမကဘူးပြည်သူလူထုတရက်လုံးနဲ့လည်းဒါသက်ဆိုင်တယ်လို့ကျွန်တော်တို့အနေနဲ့ဆွေးနွေးလိုပါတယ်ဒါကြောင့်ကျွန်တော်တို့ခုဆိုရင်ကျွန်တော်တို့ရပ်ပေါင်း90နီးပါးလူထုတပိတ်လှုပ်ရှားမှုတွေကလည်းအင်မတန်အားကောင်းတည့်ရှိပါတယ်အဲ့တော့ခုချိန်မှာကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဆက်လက်ပြီးတော့သွေးစည်းစွာညီညွတ်စွာနဲ့ကျွန်တော်တို့ရဲ့ဘုံရန်သူဒီအကြမ်းဖက်စစ်အုပ်စုကိုကျွန်တော်တို့နော်အမြင့်ပြတ်တွန်းလှန်နိုင်မှုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်အချိန်ထဲမှာပဲကျွန်တော်တို့တွားကျင်တဲ့ဒီဘုံပန်းတိုင်ဖြစ်တဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်းကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့55တန်သောပြည်သူလူထုကြီးတရက်လုံးကနေပြီးတော့နော်ဒီဘူးတပိတ်လှုပ်ရှားမှုတွေကိုဒီထက်ပိုပြီးစတဲ့တပိုးနော်ပူပေါင်းပါဝင်ဆောင်ရွက်ကြဖို့ကျွန်တော်တို့အနေနဲ့အနူးညွတ်ဒါမေတ္တာရက်ခံတောင်းဆိုပြရလေနောက်ဆုံးပြအခြေခံအကြံဆုံးပြောရရင်သူတို့ဖြစ်စေခြင်းနဲ့အာဏာရှင်ကဖြစ်စေခြင်းနဲ့ညအဲစရင်မတိုင်ဘူးဆိုတဲ့ဟာလေဒါကျွန်တော်တို့ဘူးတပိတ်လှုပ်ရှားမှုဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုကဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့နော်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေသူတို့ထုတ်တဲ့သူတို့ပိုင်တဲ့ကုန်စည်တွေဝန်ဆောင်မှုတွေအားလုံးကိုမဝယ်ယူဘူးမစားသုံးဘူးဆိုတာလည်းကျွန်တော်တို့ဒါဘူးတပိတ်လှုပ်ရှားမှုပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့အနေနဲ့စစ်ကောင်စီရဲ့တောက်တိုင်တွေအားလုံးကိုကျွန်တော်တို့လုံးဝအမြင့်ပြတ်ချေမှုန်းဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီဘူးတပိတ်လှုပ်ရှားမှုကိုကျွန်တော်တို့အစွမ်းကုန်ကျွန်တော်တို့ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်လက်ရှိလည်းပဲကျွန်တော်တို့ဆောင်ရွက်နေတယ်ဆိုတော့ကျွန်တော်တို့သိပါတယ်အဲဒါကြောင့်ကျွန်တော်တို့ပြည်သူတရက်လုံး55တန်းသောပြည်သူတွေကသာစီးလုံးကြမယ်ညီညွတ်ကြမယ်ဆိုရင်ဒီစစ်အာဏာရှင်ခံနိုင်ရုံမရှိပါဘူးကျွန်တော်တို့မြန်မာစကားပုံတစ်ခုရှိပါတယ်
ပြည်တင်းရင်မင်းမခံနိုင်ပါဘူးအခုဟာကျွန်တော်တို့ဒီစစ်ကောင်စီဒီအကြမ်းဖက်အုပ်စုသာဖြစ်တယ်ကျွန်တော်တို့နော်မင်းတို့တော့လုပ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုတရလုံးကသာတင်းရမယ်ဆိုရင်ဒီစစ်ကောင်စီအကြမ်းဖက်အုပ်စုနော်ခံနိုင်ရုံမရှိပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဘူးတပိတ်လှုပ်ရှားမှုပါသည်ကျွန်တော်တို့အရေးတော်ပုံကြီးကိုဘူးတလုံးဆောင်ပြီးအရေးတော်ပုံအောင်ရမည်လို့ကျွန်တော်တို့အနေနဲ့ဒီနေရာကနေဆွေးနွေးတင်ပြလိုပါတယ်ကျွန်တော်တို့အရေးတော်ပုံအောင်ကိုအောင်ရမည်အရေးတော်ပုံအောင်ရမည်